လုံးကြောင့်စိတ်ဖိစီးမှုတွေများလာတဲ့အခါ pressure ကြားမှာနေရတာကြာလာတဲ့အခါမှာတော့စိတ်ထွက်ပေါက်အပြည့်ခရီးထွက်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ခုတက်နေတဲ့ GESC ကျောင်းကနေပြီးတော့ Kalor 9 Mountain Trip တစ်ခုရှိတယ်ဆိုတာကို announce တာတွေ့တဲ့အခါမှာတော့ကျွန်တော်ချက်ချင်းပဲ join ဖြစ်သွားပါတယ် GELC ဟာဆိုရင်တော့ဖြင့် GED SAD IELTS အပြင်အခြား education course တွေကိုသင်ကြားပေးတဲ့အကြောင်းပဲဖြစ်ပါတယ်မနက်၄နာရီရောက်တော့ကျွန်တော်တငယ်ချင်းကားကလာခေါ်တဲ့အတွက်ကျွန်တော်တို့စီးရမယ့် expert ကားစီကိုအတူတူသွားခဲ့ကြပါတယ်။9နာရီရောက်တဲ့အခါမှာတော့ကျွန်တော်တို့ရန်ကုန်ကနေစပြီးတော့ထွက်ပါပြီ။ကလောကိုတော့ကျွန်တော်တို့ညနေ6နာရီလောက်မှပဲဝင်ပြစ်တယ်ပေါ့။လန်ခီကတော့လုံးဝ fine နဲ့ရာသီဥတုကတော့အရန်တော့မအေးဘူးဗျ။အနေတော်လောက်ပဲနေလို့ကောင်းပါတယ်။ကျွန်တော်နေရာမဲ့ဟိုတယ်ကတော်တော်လေးကိုမိုက်တယ်ပေါ့နော်။အစကတော့ဟိုတယ်ကယောက်ျားလေး3ယောက်တစ်ခန်းအခြားယောက်ျားလေး2ယောက်ကိုကြတော့တစ်ခန်းပေးထားရပေါ့ဒါပေမဲ့ကျွန်တော်တို့တွေကအချင်းချင်း communication ကအရင်မိသွားတာဖြစ်တဲ့အတွက်ကျွန်တော်9ယောက်လုံးကအခန်းတစ်ခန်းထဲမှာပဲစုပြီးတော့နေလိုက်ကြပါတယ်ကျွန်တော်ရန်ကုန်ကနေပြီးတော့ကားစီးတာတွေအသွားပြန်ကားကားတွေပြီးတော့ hotel စီစဉ်တာတွေပြီးတော့ကျွန်တော်တို့စားတာတောက်တာတွေအပြင်ဒီကလောမှာ trekking လုပ်မဲ့ဟာတွေအကုန်လုံးကိုကျောင်းကတာဝန်ယူပေးထားတာဆိုတော့တော်တော်လေးကိုအဆင်ပြေတဲ့ခရီးစဉ်ပဲဖြစ်ပါတယ်စားတက်မဲ့တောင်ကြီးကိုကျွန်တော်ကားနဲ့သွားကြပါတယ်ကျွန်တော်တို့ရဲ့ဒီတောင်တက်မဲ့ trip တွေကိုအဓိကတာဝန်ယူပေးတာကတော့ဦးရဲ့ကလောတာကပေါ့နော်သူတို့တွေကလုံးဝ facility အပြည့်စုံပေးတယ်ကျွန်တော်တောင်တက်မဲ့ဒုတ်တွေကျွန်တော်လိုအပ်တဲ့ခွက်လေးတွေကျွန်တော်တောင်တက်ဖက်နှက်တွေအကုန်စီစဉ်ပေးထားရပေါ့လမ်းပြတွေကလည်းအများကြီးပါတဲ့အတွက်ကျွန်တော်သွားရတာတော်တော်လေးကို safe ဖြစ်တယ်လို့ခံစားရပါတယ်သို့ပေမဲ့ကျွန်တော်ထင်တာကကြတော့တောင်တက်ကမှရိုးရိုးလေးပဲနှိမ့်လိုက်ဆင်းလိုက်ကျွန်တော်လမ်းလေးတွေရှိမယ်အလမ်းလေးတွေမှာသွားလဲအဲ့လိုပဲထင်ခဲ့တာပေါ့တကယ်တမ်းတက်ရတဲ့အခါမှာတော့တောင်ကြီးကလုံးဝမတ်ဆောင်နေတယ်ကျွန်တော်အတီတကျလောက်ထားတဲ့လမ်းဆိုတာမရှိဘူးပေါ့နော်ကျွန်တော်ဒီတောထဲမှာပဲတောစီဖက်နှက်တွေနဲ့ကျွန်တော်တို့သေချာလေးကိုကုတ်တွယ်ပြီးတော့တက်ရတဲ့အနေအထားတွေပါရောက်ကုန်တယ်ဗျကျွန်တော်တောင်က9တောင်တော့ဆိုတော့ကျွန်တော်တောင်ထိပ်တစ်ခုရောက်တိုင်းမှာတစ်ခေါက်စီနားကြရအဲ့လိုနဲ့ပဲကျွန်တော်အခြားတောင်တွေကိုဆက်ပြီးတော့ခရီးနှင်ခဲ့ပါတယ်ကျွန်တော်တောင်9တောင်လုံးပြီးသွားတဲ့အခါမှာတော့ကျွန်တော်ရွာလေးတစ်ခုကိုရှောက်တယ်ပေါ့အဲ့ဒီကဘုံကြီးကျောင်းမှာပဲကျွန်တော်တို့စားတောက်ခဲ့ကြပါတယ်အဲ့လိုနဲ့ကျွန်တော်ခဏတစ်ဖြတ်နားပြီးတဲ့အခါမှာတော့ကျွန်တော်ဆက်ပြီးတော့ရှောက်လာခဲ့ပါတယ်ခုနကလိုမျိုးတောင်တွေအမြင့်တွေတော့မဟုတ်တော့ဘူးเนาะကျွန်တော်လေကွင်းလေးတွေဖျက်ရတယ်တောင်ကုန်းအနှိမ့်လေးတွေဖျက်ရတယ်ပြီးတော့ကျွန်တော်အရင်ကဓာတ်ပုံထဲမှာပဲတွေ့ဘူးတယ်လှေကတစ်စိုက်ပျိုးခင်းဒီပုံမှာပါဖျက်ရပါသေးတယ်ဒါပေမဲ့ပြဿနာစတက်ကြတာကလှေကတစ်စိုက်ပျိုးခင်းဒီမှာကကျွတ်ဆိုတဲ့အကောင်လေးတွေအရမ်းများတယ်ဗျာကျွန်တော်ကတော့မကြောက်တတ်ပေမဲ့ကျွန်တော်တို့ team တစ်ခုလုံးမှာကြောက်တတ်တဲ့သူတွေပါတယ်ဗျာအဲ့လိုနဲ့ပဲကျွန်တော်မနက်9နာရီရစခဲ့တဲ့ခရီးကညနေ9နာရီလောက်မှာတော့ကျွန်တော် local house ကိုရောက်တယ်ပေါ့ local house ကတော့အကုန်လုံးကိုအဆင်ပြေအောင်ကျွန်တော်တို့စီစဉ်ပေးထားပါတယ်ကျွန်တော်အပေါ်တက်မှာတော့အကုန်စုအိတ်ကြရတယ်ပေါ့နော်ညနေပိုင်းကျတော့ကျွန်တော်ကရောက်လို့ရှိရင်လည်းညင်မနေတတ်တဲ့သူဆိုတော့ကျွန်တော်ရွာရဲခဏသွားရှို့လိုက်ပါသေးတယ်အမှကျွန်တော်ပါပီလေးတစ်ကောင်နဲ့တွေ့တယ်ဒီကောင်ကတော်တော်လေးခင်ဖို့ကောင်းတယ်အဲ့တော့သူ့ကိုကျွန်တော်မုတ်လေးကျွေးနေတယ်ပေါ့local house ကအစားအသောက်တွေကအရန်အဆင်ပြေတယ်ကျွန်တော်ဒီမျိုးကအရသာတွေထက်တောင်ကောင်းတယ်လို့ပြောလို့ရတယ်အဲ့ဒီမှာလုံးဝ surprise ဖြစ်သွားတာကသူလှုပ်ထားတဲ့ပုံစံကကြတော့ငှက်ပြောသီးကြားထဲမှာပြားရည်ထည့်ပြီးတော့အစီတမင်းမျိုးသူတို့ထည့်လိုက်တယ်ကွာ alcohol ဖြစ်ဖြစ်တခုခုပေါ့အဲ့လိုထည့်ပြီးတော့သူကမီးညှိလိုက်တဲ့အခါမှာကျတော့ဒီ flame လေးတွေကြားမှာဒီငှက်ပြောသီးလေးကရှိနေတဲ့ပုံစံမျိုးပေါ့လုံးဝကြည့်ရတဲ့ feeling ကအရန်ကိုမိုက်တယ်ပါတယ်ဗျာညနေနေဝင်ချိန်ဖြစ်တာနဲ့အညီကျွန်တော်တောင်တန်းလေးတွေကိုကြည့်ရတဲ့အေးဆက်ဆက်ရာသီဥတုလေးကရမ်းကိုခံစားလို့ကောင်းပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ညဘက်တွေလည်းမအိပ်ခဲ့ပါဘူးကျွန်တော်တို့ friend တွေအကုန်စုပြီးတော့ညဘက်7-1လောက်ထိကျွန်တော်တို့ဦးနိုထိုင်ပြီးတော့ဆော့ကြပါသေးတယ်
မနေ့ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ကားနဲ့လာခေါ်ရပေါ့နော်အဲ့လိုနဲ့ပဲကျွန်တော်တို့ဟိုတယ်ကိုပြန်ခဲ့ကြတယ်ဟိုတယ်ကိုရောက်တဲ့အချိန်ကမနက်ပိုင်းဆိုတော့တနေကုန်ကဘာမှလုပ်စရာမရှိတော့ဘူးဗျအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကလောစီးသွားလေတယ်ပြီးတော့ cafe တစ်ခုမှာပဲအချိန်တစ်ခုကြာရင်ကျွန်တော် Uno တွေဆော့တယ်အခြား board game လေးတွေဆော့ကြရပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တညက်နေလုံးကိုအချိန်ဖြုံးခဲ့ပါတယ်အဲ့လိုနဲ့ညနေ6နာရီ9နာရီလောက်မှာတော့ကျွန်တော်ရန်ကုန်ပြန်ပြီးတော့ထွက်လာခဲ့ပါတယ်ကျွန်တော်ဒီတောင်တန်းနေဆင်းသွားတာပြီးတဲ့အခါမှာတော့ကားပေါ်မှာအခြား game session လေးတွေစတယ်ပေါ့game session တွေမစခင်မှာတော့အကိုတယောက်ကသူ့ရဲ့တသက်တာတရေအတွေ့အကြုံတွေကိုပြောပြတယ်ပေါ့ပင်ကြီးတိုင်းကိုရိုက်ကွေးလောက်တာဖြစ်တယ်လေကျွန်တော်ဝိတ်ပေးတာကျွန်တော်ဝိတ်အဲ့လိုပင်တော့မှကျွန်တော်ဝိတ်အများကြီးပေးတာကွာဟုတ်လားဒီမှာစောက်ရှောက်တဲ့ဥစ္စာတွေလည်းမနှောက်ရှက်အောင်ရှင်းနေလေခွက်လုပ်ပေးဖို့တော့ကျွန်တော်ဝိတ်ပေးတာဒါပေမဲ့တော့ကြည့်လိုက်ကျွန်တော်ဝိတ်ရကုန်မှာအဲ့လိုမျိုးကွာကျွန်တော်ဝိတ်ရလို့နေလူမမမပေါ့ကွာကျွန်တော်ဝိတ်ရလို့ပေါက်နေရဲ့ပွဲရပေါက်နေရဲ့ပြီးအဲ့လိုမျိုးစောင်းနေရဲ့ပွဲရစောင်းနေတယ်အဲ့လိုသွားနေတယ်အဲ့ဒီကိန်းပေါ်လေຫນွေလေးကြာနေကွာငါနေရတယ်ကွာຫນွေလေးကြာຫນွေလေးကြာကြာတော့ကင်မရာမဲကိုဆိုင်နေတော့ကဲ့ရလိုက်တာဆိုတော့ဒီຫນွေအဲ့လိုသူ့ live ပြောလို့မရဘူး live အဲ့လို live တော့လုပ်ချင်တာဟုတ်ကွာအဲ့ဒီမတော်ဘူးကွာအဲ့လိုဆိုအပေါ်ကြည့်ဖို့တော့အဲ့လိုအပေါ်အချက်လိုက်ကြလိုက်အချက်လိုက်ကြအပေါ်ဘာလို့လူပြောအကောင့်တွေတော့တကိုင်းပေါ်မှာတော့လို့စောက်ဆောင်ထိုင်ပြီးတော့အောက်ကိုရှိအော် just say အဲ့လိုကြည့်လိုက်ချင်ပါလေတော့အပေါ်မှာလူစောက်ဆောင်ထိုင်ပြီးတော့စောက်ဆောင်ထိုင်ပြီးအဲ့လိုကြည့်ရပါသေးလားအဲ့ကောင်ကဘောမိတာဒီကြတော့အနီရောအဲ့လိုဟိုလူပြောတယ်လူဘာလို့ခေါ်အဲ့လိုကြည့်အဲ့လေကြည့်အခုလာအဲ့ဒီမှာကျွန်တော်အရန်က scary ဖြစ်တယ်သူပြောတဲ့အကြောင်းအရာတွေတော့တော်တော်လေးကိုလမ်းဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးပါတယ်ဗျာအဲ့လိုနဲ့ပဲကျွန်တော်အပိတ်လေးကိုတော့ game ဆော့တာတွေတရေအကြောင်းတွေပြောပြီးတော့ကျွန်တော်ရန်ကုန်ပြန်လာခဲ့ပါတယ်